တွေကိုနိုင်ငံသားကိုရောင်းနေလို့ဟိုမြန်မာပြည်မှာမီးခဏခဏပြတ်နေတာပေါ့နော် မဟုတ်ဘူးမီးပြက်တာမဟုတ်ဘူးမီးဖြတ်တာ အော် ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံကြီးမင်းလေးနေလို့ရှိရင်တို့တရုတ်ပြည်ကတွင်းထားတဲ့မီးစက်အင်ဗာတာဘက်ထရီကိုဘယ်လိုလုပ်ရောင်းရမှာတော့မင်းလေးနေတာတွေဘယ်လိုလုပ်ရောင်းရမှာတော့အဲ့တော့ပေါ့ပေါ်ကြီးတို့ကျွတ်တို့ကဟင်သူကျိုးကိုကျိုးကြီးတဲ့အနေနဲ့သူတို့စေတနာနဲ့မြန်မာနိုင်ငံမီးဖြတ်ပေးထားတာအဲ့ဒါမှဘက်ထရီတွေရောင်းရမှာကျွန်တော်မတက်နဲ့ အော်ဟိုဒါနဲ့လေဟိုတရုတ်တို့ထိုင်းတို့အိန္ဒိယတို့ကသူတို့နိုင်ငံမှာဘာဖြစ်လို့ရေကာတာမဆောက်ဖ ೇನೆ ကျမတို့မြန်မာပြည်မှာဘာလို့လာဆောက်တာလဲ ဒါကသူတို့နိုင်ငံမှာစောက်လို့မဖြစ်ဘူးသူတို့နိုင်ငံမှာအဲ့ဒါတွေစောက်လိုက်ရင်နံပါတ်1တေတော်တွေပြည့်စည်မယ်နံပါတ်2လေယာဉ်မြေတွေပြည့်စည်မယ်နံပါတ်3တဘာဝပတ်ဝန်းကျင်တွေပြည့်စည်မယ်အဲ့တော့သူတို့နိုင်ငံမှာဘယ်စောက်လို့ရမလဲအဲ့ဒါကြောင့်မို့ကျွတ်တို့နိုင်ငံမှာစောက်ခွင့်ပြုတ်လိုက်တာ အော်ဟိုသူတို့စီမှာအဲ့ရေကာတာတွေဆောက်လို့ချင်းပတ်ဝန်းကျင်ကိုပျက်စီးတယ်ဆိုလို့ချင်းကျမတို့စီမှာရောမပျက်စီးဘူးလားရှင် ပြက်တော့ပြက်တယ်သူတို့နိုင်ငံမှာကလူထုဆန္ဒလူထုသဘောထားကိုကြောက်ရတယ်ကျွတ်တို့နိုင်ငံကကြတော့ခင်ဗျားသိပါလေခင်ဗျားလည်းသိနေတဲ့ကိစ္စပဲ